မနက်ဖြန်သောကြာနေ့နနက်ခင်းစောစောမှာကိုယ့်ရဲ့အိမ်ပေါက်ဝတကားပေါက်ဝလည်းရတယ်ဒါမှမဟုတ်ဗရင်းပေါက်ပဲရှိတယ်ဆိုလည်းဗရင်းပေါက်ဝရတယ်ခုံလေးတစ်ခုံချပါအဲ့ဒီခုံလေးတစ်ခုံမှာအဝတ်ဖြူလေးတို့မဟုတ်တပတ်လေးတစ်ခုခင်းပြီးသွားပြီဆိုရင်ကြွေပကများတစ်ချက်ကိုစားနဲ့ရေစီအမွေးတိုင်နဲ့ energy ဓာတ်တွေကိုကလင်းစင်လုပ်ပေးပါပြီးသွားပြီဆိုရင်အဲ့ဒီကြွေပကများတဲ့ကိုငပြောသည်အခုံခွာပြီးတော့10လုံးထည့်ပေးထားပါငပြောသည်မဲ့အခုံခွာ10လုံးထည့်ထားပါအပေါ်ကနေတကြားကိုအပြည့်အကုန်လုံးဖုံးအုပ်ပြီးတော့ခလဲကောင်မှာဖျောင်းတိုင်အလေးတိုင်လေးတစ်တိုင်ထွန်းပြီးတော့တကြားတွေနက်တွေကိုကက်လူပူစော်ပြီးတော့စူတောင်းမှာတစ္ဆာပြုပါဒိဋ္ဌံမှာတကြားကိန်းစိုက်ပြီးဆိုတာအာမခံပါတယ်ဘိုးမှာရှိတဲ့တကြားတွေဒီအောက်မှာရှိတဲ့ပုဂ္ဂိုလ်ဆိုယူကဆိုမေးကြီးတွေကကိုယ့်ကိုကူညီကဲတီမဆပါလိမ့်မယ်ငွေတွေဝေရောက်အလုတ်ကန်နေစေပြောင်းကျွယ်ဝချမ်းသာအောင်မဆပါလိမ့်မယ်ဒီတော့တကြားကိန်းစိုက်ခြင်းတဲ့သူတွေဆိုရင်ဒီတစ်ချက်ကိုမနက်ဖြန်တောက်ကြနေနနက်ခေးစောစောလေးရတယ်တနင်္ဂနွေနေ့နနက်ခေးစောစောလေးရတယ်အစီပြေတဲ့နေ့ဒီနေ့နှစ်ခုမှာတစ်ခုခုကိုရွေးပြီးတော့ပြုလုပ်ပါလို့ဆရာမလေးအကြံပြုပါတယ်ချိုလေးချစ်စိုးလေးကျေးဇူးတင်နေနော်တင်နန်းသူလေးအိဖူးဆန်လေးကျေးဇူးတင်နေဆရာမလေးခုဆယ်လပိုင်းတင်နန်းလေးအဲ့လိုရသေးလားရတာပေါ့ဆယ်လပိုင်း21ရက်တင်နန်းကလေးလူဦးရေလဲကန့်သက်မထားဘူးအချိန်လဲကန့်သက်မထားဘူးစိတ်ကြိုက်တယ်လို့ကြိုက်တဲ့ပုံစံနဲ့အဲ့လိုရပါတယ်တင်နန်းကြီးကလည်း2000ခွဲတယ်ဆရာမလေးတို့ဝတ်တဲ့အင်ကြီးတွေအဝယ်စားတယ်ဆိုရင်မြန်မာငွေ2000ခွဲချက်မရှိတော့ဘူးအနည်းဆုံး3000ခွဲကနေ9000ထိရှိတယ်ဒါပေမဲ့ကိုဘဝမှာသားစိန်မြေဆက်ဆွေစိန်မြေဆက်ကျွဲဝချနာအလောက်ကင်ငွေကြီးစီးပွားရေးအဆင်ပြေခြင်းနဲ့ဆိုရင်တော့ဆရာမလေးရဲ့2000ခွဲချက်တဲ့ကိုအရင်ကြီးလုပ်ပြီးတော့ငွေတိတ်ထန်10လပိုင်း21ရက်အင်္ဂါနေ့တင်နန်းကို join မယ်ဆိုရင်တော့ကံကောင်းတာထက်ကိုပို့ပြီးတော့ကံကောင်းပြီနော်ရေးလိုက်ရတာက2000ခွဲတဲ့လीထိုက်ပတ်ငွေ200ဘတ်တဲ့လीဒါပေမဲ့ကိုပြန်ရတာကတကယ်ကတ်သက်မရှိပဲနော်โอเคပါမရေရေလေးတတိမလေးတင်တဲ့သူတွေလက်ဖြူတူပါအပေါ်မှာတွေ့လိုက်တယ်နော်လိပ်ပြားတွေဟုတ်ကဲ့မင်္ဂလာပါအရင်ချစ်တယ်စိတ်ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲစိတ်ချမ်းသာခြင်းနဲ့ဆိုရင်ဆရာမလေးနဲ့လက်တွဲထားဆရာမလေးရဲ့ light တွေပို့တွေကိုနေ့စဉ်ကြည့်စိတ်ချမ်းသာမှုကအထွေထူးဘာမှလုပ်စရာမလိုဘူးစိတ်ချမ်းသာမှုတွေသူ့အလိုလိုရောက်လာမယ်စောစောက US ကမနုလေဆိုလို့ရှိရင်စိတ်ဆင်းရဲနေတာတဲ့စိတ်ညစ်နေတာစိတ်မကောင်းဖြစ်နေတာတဲ့ဆရာမလေးကိုတွေးလိုက်တယ်ဆရာမလေးအတန်ကြားတယ်ဆရာမလေးပြောတဲ့စကားကိုနားထောင်ပြီးတော့တခါတည်းကိုစိတ်ခုံရတယ်ဖြစ်ပြီးတော့စိတ်ချမ်းသာမှုတွေရရှိသွားတယ်တဲ့ပြီးတော့လိပ်ပြာလေးတထေးမလေးနော်တထေးလေးလားတထေးမလေးလားစိတ်ချမ်းသာခြင်းနဲ့ဆိုရင်တော့ဆရာမလေးရဲ့ light ထဲကိုဝင်လာခဲ့အကယ်၍ပို့ပြီးတော့ချက်ချင်းထိရောက်ခြင်းနဲ့ဆိုရင်တော့ဆရာမလေးရဲ့ဒီငွေတိတ်ထန်မြန်မာငွေ2000ခွဲချက်ထဲနဲ့ရမယ်အတင်နှန်းကိုဂျိုင်းလို့ရတယ်ဟောဒီလိုလက်ပြီးမွေးရှင်မွေးတွေမှာယူလို့လည်းရတယ်ပကံမြတ်သူလေးတင်နှန်းချင်းလွှဲပြီးပါပြီဟုတ်ကဲ့ပါကျေးဇူးတင်နေနော်တထင်မလေးအရင်ချစ်တယ်နော်ဒီလိုလက်ပြီးမွေးရှင်မွေးတွေလည်းမှာယူလို့ရပါတယ်ရှင်နော်ဆိုလေးကျေးဇူးတင်ပါတယ်ကျမချနာတက်ရှိပါတယ်ရှင်အားလုံးကိုဆရာမလေးအရင်ချစ်တယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာမလေးအခုဆိုလို့ရှိရင်လေလိုက်လွေးနဲ့လိုက်လွေးနိုင်မှာဆရာမလေးကမိတ်ကပ်မလဲဘူးလိုက်လွေးတဲ့အချိန်ကမှမိတ်ကပ်လိမ့်ရတာမကြိုက်ဘူးတဘာဝလေးနဲ့အကြည်ဓာတ်လေးနဲ့ပဲအားလုံးကိုဆရာမလေးကအပြည့်အဝပေးခြင်းနဲ့ဆန္ဒရှိတဲ့အတွက်ဆရာမလေးမိတ်ကပ်မလိမ့်ဘူးဒီတော့ဆရာမလေးခုလိုမိတ်ကပ်မလိမ့်မနဲ့မျက်နှာလေးကလေကြည်ပြောင်လေးနဲ့ဒီလိုမျိုးဂလိုးနေတာလေးကဆရာမလေးရဲ့ထိုင်းကနေပြီးတော့တင်နန်းသူလေးရဲ့ဆေးရုံကနေရလာတဲ့ဆရာမလေးရဲ့ထိုင်းမိတ်ကပ်လေးတွေကြောင့်မလို့ဖြစ်ပါတယ်ဆရာမလေးတို့မျက်နှာလေးကြည့်ချင်းနဲ့အမဲဆက်တွေတင်းတိတ်တွေဝက်ချံတွေပျောက်ချင်းနဲ့အသားရည်ကောင်းမှုချင်းနဲ့ဆိုတော့အာမခံချက်အပြည့်ဝထောက်ခံချက်အပြည့်ဝရရှိထားတဲ့ဓာတုပြည်သာပစ္စည်းတစ်ခုမှမပါကက်မီကယ်တစ်ခုမှမပါတဲ့ organic တဘာဝစစ်ကိုထုတ်လုပ်ထားတဲ့ဆရာမလေးရဲ့ထိုင်းမျက်နှာသစ်တပူမျက်နှာသစ်ဘူးဒါမှမဟုတ်ခရွေမှာယူလို့ရပါတယ်ဆရာမလေးရဲ့ဒီထုတ်ထားတဲ့ထိုင်းခရင်လေးဆိုလို့ရှိရင်နေ့ညအချိန်မရွေးလေးလို့ရပါတယ်မျက်နှာသစ်လေးဆိုလို့ရှိရင်စိတ်ကြိုက်သိလို့ရပါတယ်ဘူးကလည်းအရန်ကြည့်တယ်အသုံးလည်းအရန်ခံပြီးတော့အရန်ကောင်းတာဖြစ်တဲ့အတွက်မှာယူခြင်းနဲ့ဆိုရင် Messenger Viber မှာယူလို့ရပါတယ်မြန်မာနိုင်ငံဘယ်နေရာမှာမှမရပါဘူးထိုင်းနိုင်ငံဆိုလို့ရှိရင်ဆေးရုံကြီးတစ်ခုတည်းသာရမှာဖြစ်ပါတယ်အရေးပြားတစ်ခုဆရာဝန်ကြီးတွေ2ယောက်ဆက်ပြီးတော့ဖော်ဆက်ထားတဲ့ဒါပစ္စည်းတွေဖြစ်တဲ့အတွက်ထိုင်းနိုင်ငံစူပါမားကတ်တွေကုန်တိုက်တွေရှမ်းပင်းမောတွေဘယ်မှမရဘူးဆေးရုံတစ်ခုတည်းမှာပဲတင်သွင်းပြီးတော့ရောင်းချတာဖြစ်ပါတယ်ဆရာမလေးရဲ့တင်တဲ့သူကထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့
ဖျားတိုင်းဆေးရုံကြီးမှာသူကပါဝင်တာရှိတာဖြစ်တဲ့အတွက်ဆရာမလေးကိုကူညီပြီးတော့ makeup ပစ္စည်းတွေထည့်ပေးလိုက်တာဖြစ်ပါတယ်။ထိုင်းနိုင်ငံဆိုလည်းအမြန်ပို့လို့ရတယ်။မြန်မာနိုင်ငံဘယ်နေရာမှာဆိုအမြန်ပို့လို့ရပါတယ်။ဈေးနှုန်းကထိုင်းဈေးမြန်မာဈေးအတူတူတစ်ဈေးတည်းဖြစ်ပါတယ်ရှင်နော်။အားလုံးပဲကျေးဇူးတင်ပါတယ်။သင်တန်းအချင်တာပဲဖြစ်ဖြစ် lucky မိုးရှင်ဝင်မှာအချင်တာပဲဖြစ်ဖြစ်ဆရာမလေးစောစောကပြောတဲ့အမဲဆက်တေးတေးဝက်ချန်တွေပျောက်ခြင်းနဲ့makeup cream တွေမှာချင်တာပဲဖြစ်ဖြစ် Messenger Viber သင်တန်းဖုန်း Viber ဖုန်း3999883932ကိုဆက်သွယ်မိညာ၍မှာယူနိုင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်မနက်ဖြန်မှာဆရာမလေးဝေကားထားကြီးနဲ့တူပြန်လာပါမယ်ရှင်အတန်းကြီးလေးတော်လိုက်တာဟုတ်တယ်တဲ့ဆရာမလေးမျက်နှာလေးကတဲ့အရင်ကထပ်ပို့ပြီးတော့ချောလာပါတယ်တကယ်ပါရှင်ဟုတ်တယ်ဒီမှာဘာမိတ်ကမှမလဲဘူးเนาะဘာမိတ်ကမှမလဲဘူးဒီမှာเนาะဘာမိတ်ကမှမလဲဘူးနှက်ခမ်းဒီပဲဆိုတာဆရာမလေးကနှက်ခမ်းဒီဆိုရတာတော့ကြိုက်တယ်လीเนาะမတန်းကြီးလေးကျေးဇူးတင်တယ်ဒါအမှန်တရားပဲเนาะကဲ like ကလေးကို share တခြားပြန်ပြီးတော့ပြုလုပ်ပါလို့ဆရာမလေးအကြံပေးပါတယ်ရှင်